2025အောက်တိုဘာလထဲမှာလူပြောအများဆုံးလူစိတ်ဝင်မှုအများဆုံးကိုပြောပါဆိုရင် Beautyland Hotel မှာမိန်းကလေးတယောက်ကိုအပိုင်းပိုင်းခုတ်ထစ်ပြီးဘဝပြောင်းစေခဲ့တဲ့အသက်18နှစ်အရွယ်စိတ်တစားလူသက်ကောင်အောင်ခန့်ကျော်စင်နဲ့အိမ်မောင်အောင်ဆိုတဲ့လူသက်သမားစုံတွဲရဲ့အမှုကိုပြောရင်မှားမှမထင်ပါဘူး။ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အပေါ်မူတည်ပြီးရှုထောင့်အမျိုးမျိုးကသုံးသပ်ချက်တွေဖြစ်တဲ့ကျွမ်းနေအမျိုးမျိုးနဲ့ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့တဲ့အမှုတစ်ခုပေါ့။လူသက်တရားခံတွေဘလို့အပြစ်ဒဏ်ပေးခံရမယ်။မှုကင်းမှတ်တမ်းဓာတ်ပုံထဲမှာပါတဲ့ဓာတ်လေးနဲ့လူတယောက်ကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ထစ်လိုက်တာလဲစတာတွေကိုလည်းလူတွေအပြင်းထန်စိတ်ဝင်စားခဲ့ကြပါတယ်။ဒါပေမဲ့အင်းစိန် CID ကရဲမှတ်တမ်းကိုဖတ်ရှုခွင့်ရခဲ့တဲ့လူတယောက်ရဲ့လူထုကိုထုတ်ပြန်ပြောပြချက်တွေထွက်ပေါ်လာခဲ့တဲ့အခါမှာတော့အမှုရဲ့လာရအမှုဖြစ်စဉ်စတာတွေကရှင်းလင်းလို့သွားခဲ့ပါတယ်။တကယ်တော့ဒီမှုဟာအများထင်ထားကြသလိုဘဝကူးသွားသူမဆုမြတ်ဝင်းကိုဓာတ်နဲ့သုံးပိုင်းပိုင်းခဲ့တာမဟုတ်ပဲကြောရိုးကိုခြေထောက်နဲ့နင်းချိုးခြေလက်တွေခေါင်းကအယိုးတွေကိုချိုးချပြီးအမိုက်ထဲဆန့်အောင်ထဲကျွမ်းကျင်ခန္ဓာကိုယ်ကိုကျုံအောင်လုပ်ခဲ့တာလို့သိရပါတယ်။အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးမှာတော့အင်းစိန် CID ကရဲမှတ်တမ်းကိုဖတ်ရှုခွင့်ရခဲ့တဲ့လူတယောက်ရဲ့ဖွင့်ဟပြပြချက်တွေကိုခြုံငုံပြီးသတင်းချက်လက်တစ်ခုအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မိတ်ဆွေတို့ခုနာတော်သားစဉ်ကြီးစုခန်းစားနေရတာကတော့ဘာမီမီဒီယာဗတ်ကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်နက်လေးပဲဖြစ်ပါတယ်။ရွှေလန်းချမ်းမြေ့ကြပါစေရှင်။ဒီမှုရဲ့မှတ်တမ်းရသိရတာကလူတွေရဲ့စိတ်ဆိုတာငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေဖောက်လဲဖောက်ပြန်ဖြစ်ပြီးစိတ်ယူပေါင်းမိကြပြီဆိုရင်လူကြီးဖြစ်စေလူငယ်ဖြစ်စေရက်စက်ရုံမှမှုတွေကျူးလွန်နိုင်ကြတယ်ဆိုတာပါပဲဒီမှုကိုအစကလူတွေတွေးထင်ထားကြတာကအောင်ခန့်ကျော်စင်လူသက်မှုကျူးလွန်ခဲ့ပြီးတဲ့နောက်မှာအိမ်မုံအောင်ကိုလိမ်ပြီးခေါ်ခဲ့လို့အခန်းထဲရောက်ကမှကြောက်ပြီးခိုင်းသမျှလိုက်လို့ပေးခဲ့ရတာလို့ယူဆခဲ့ကြပေမဲ့တကယ်တမ်းဖြစ်ပြမှာတော့မှုကင်းမကျူးလွန်ခင်အစီအစဉ်ဆွဲခဲ့တဲ့ကအိမ်မုံအောင်ကသိထားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့ပြီးချိန်မှာလည်းစိတ်လိုလက်ရောက်ကူညီပေးခဲ့တာပါ။မှတ်တမ်းရသိရတာကဒီမှုကြီးတစ်ခုလုံးရဲ့အစကအင်မောင်ရဲ့နာမည်ကိုအောင်ခန့်ကျော်စဲလက်မှာတတူးတေးသေးလေးထိုးရကနေစခဲ့တာပါ။အဲဒီချိန်တုန်းက2025ဖေဖော်ဝါရီလထဲမှာဆယ်တန်းဆောင်မပွဲဖြေခံနေချိန်ဖြစ်တာကြောင့်ကျောင်းတက်နေကြတဲ့ကျောင်းသားကျောင်းသူအလုံးဆောင်မပွဲအတွက်လုံးပန်းနေကြရတဲ့ချိန်ပေါ့။အဲဒီမှာအောင်ခန့်ကျော်စင်ကစာရီနဲ့လုံးပန်းနေရမယ်စားအခြေရေးကိုဦးစားပေးပြီးလက်မှာတတူးထိုးခဲ့တယ်ဆိုတော့ကျောင်းကဆရာမတွေကစုံမကြပါတယ်။ဒါပေမဲ့လည်းအောင်ခန့်ကျော်စင်ရဲ့ဂျစ်ကန်ထုံးစံအတိုင်းပြန်ပြီးမချေမကန်တွေပြန်ပြောခဲ့တာကြောင့်ကျောင်းအုပ်ကြီးအထီကိုဒီကိစ္စကရောက်သွားခဲ့ပါတယ်။ဒါကြောင့်အောင်ခန့်ကျော်စင်ကိုမိဘတွေခေါ်ပြီးပညာသင်နေချိန်မှာအခြေရွေးကိုဦးစားပေးဖို့ဒီသက်ဒီရွယ်နဲ့တတူးထိုးမထိုးဖို့အစချီလို့ပြင်းပြင်းထန်ထန်စုပူခဲ့လိုက်ပါတယ်။ဒီကိစ္စကြောင့်ပဲဘဝတစ်လျှောက်လုံးအလိုလိုက်ခံထားခဲ့ရတဲ့အောင်ခန့်ကျော်စင်အတွက်ဖိအားကြီးကြီးတစ်ခုအနေနဲ့ဖြစ်ခဲ့ရပြီးစိတ်ထွက်ပေါက်အနေနဲ့လူတယောက်ကိုတတ်ဖို့အတွက်စိတ်ကူးစပြီးဝင်သွားခဲ့ပါတဲ့။ဒီလိုစိတ်ဝင်နေတဲ့အကြောင်းကိုရီးစားဖြစ်သူအိမ်မောင်အောင်ကိုပြောပြတဲ့အခါမှာတော့လုံကြည့်လေအတွေ့အကြုံရပေါ့ဆိုပြီးပြန်ပြောထားတဲ့ message တွေကိုလည်းအောင်ခန့်ကျော်စင်ရဲ့ဖုန်းထဲကိုတင်ဆက်ရမိတဲ့အခါမြင်ခဲ့ကြရပါတယ်။ဒါ့အပြင်သူတို့နှစ်ယောက်ရဲ့အပြန်အလှန်ပို့ထားတဲ့ message တွေထဲမှာ girl video လို့ခေါ်တဲ့လူသက်ဗီဒီယိုတွေအပြန်အလှန်ပို့ထားကြပြီးရုပ်ရှင်ဇာတ်ကားတွေထက်တောင်ကြည့်ရတာအရသာရှိသေးတယ်။ဒါလေးကြည့်ပို့မိုက်တဲ့အစားရှိသဖြင့်ရက်ဆက်ကြမ်းကြုတ်တဲ့လူသက်ဗီဒီယိုတွေတင်တဲ့ Telegram group ကဗီဒီယိုတွေကိုအပြန်အလှန်ပို့ပြီးအရသာရှိတဲ့ဟင်းတစ်ခွက်အကြောင်းကိုပြောပြနေသလိုမျိုးပြောထားကြတာကိုလည်းမြင်ရပါတယ်။အရသာရှိတဲ့ဟင်းတစ်ခွက်မျိုးဆိုတာကအထဲမှာဘာလေးတွေပါတယ်ဟင်းထဲမှာပါတဲ့ဘာလေးတွေကအရသာရှိတဲ့အစားရှိသဖြင့်ပြောနေသလိုမျိုးပေါ့။ဒီလိုနဲ့ဆောင်းမွေးပွဲပြီးသွားတဲ့ချိန်သူ့လက်ထဲငွေများများဆဆရမယ်ပွားပေါက်တစ်ခုနဲ့တိုးလာပါတယ်။အဲ့ဒါကတော့သူတဲတဲမဲမဲအားပေးပြီးတိုင်းဆက်ကြီးလောင်းကြီးထက်လေးရှိတဲ့မန်ယူအသင်းကအော်တိုဘာလ9ရက်နေ့မှာစန်နာလန်အသင်းကို2-0နဲ့နိုင်သွားခဲ့တာပါ။ဒါကြောင့်သူ့လက်ထဲမှာငွေသိန်းဆက်ကြီးပိုက်မိသွားခဲ့ပြီးစိတ်ထွက်ပေါက်အတွက်လူသက်ဖို့အစီအစဉ်ကိုစပြီးအစီအစဉ်ဆွဲပါတော့တယ်။ပထမဦးဆုံးသူကတားကောင်ကိုစပြီးရွေးပါတယ်။ Telegram dating group တွေထဲကိုသွားပြီးသူ့အတွက်တားကောင်ကိုစိတ်ပြင်းနှပြရွေးတယ်။ရွေးတဲ့နေရာမှာဒေကဲရဲ့အရက်မောင်ခန္ဓာကိုယ်အလေးချိန်အသက်အရွယ်အဆရှိသဖြင့်သူအလွယ်တကူတတ်နိုင်မဲ့တားကောင်မျိုးဖြစ်ဖို့ကိုစနစ်တကျရွေးတယ်။တမန်အပြင်ဒေကဲဂရုတွေမှာခန္ဓာကိုယ်အလေးချိန်ကိုထည့်ပြီးဖော်ပြလေးမရှိပေမဲ့အောင်ခန့်ကျော်စင်ကတော့သူလုံးမဲ့အလုပ်ကိုတည်တည်ချာချာဖြစ်စေချင်တာမို့ခန္ဓာကိုယ်အလေးချိန်အထီကိုပါသိရအောင်တည်တည်ချာချာမေးပါတဲ့ဒီလိုနဲ့တမိုင်းဒေကဲ Telegram group မှာတားကောင်ဖြစ်လာမဲ့စုမြတ်ဝင်းကိုရွေးချယ်ခဲ့ပြီးတဲ့နောက်မှာတော့အော်တိုဘာလ6ရက်နေ့အတွက် Beautyland Hotel အခန်း902ကို reservation လုပ်တယ်။ဘာလို့အခန်း902ကိုရွေးရလဲဆိုတော့အဲ့ဒီအခန်းကတောင်ကန်းဖြစ်ပြီးအခန်းရှိလူဖြတ်သွားတာလူသွားလူလာလောက်တာတွေအ ਨੇ ဆုံးအခန်းဖြစ်တာမို့ပါ။သူကဒီဟိုတယ်ကိုဝင်ထွက်သွားလာနေကြဆိုတော့ဟိုတယ်အခန်းဖွဲ့စည်းပုံကိုကောင်းကောင်းနားလည်ပါတယ်။ဟိုတယ်အခန်းကိုမလာခင်စီတီမတ်ကိုဝင်ခဲ့ပြီးအမိုက်အိတ်တတိလိရက်တာကြွေချီချွတ်စေစတာတွေကိုဝယ်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ9ရက်နေ့မနက်9:00နာရီချိန်မှာဟိုတယ်ကိုချက်တင်ဆောင်ဝင်ခဲ့ပါတယ်။အဲဒီနောက်မဆုမြတ်ဝင်းရောက်လာတဲ့အခါမှာဟိုတယ်အခန်းတကားကိုဖွင့်ပြီးကြိုတယ်ပြီးတော့ဂိမ်းမဲဆက်စော့နေပါတဲ့
လိုင်းပေါ်မှာသူများတွေထင်ကြသလိုပျော်ပါပြီးမှတက်ပြစ်ခဲ့တာမဟုတ်သလိုတေဆုံးသူမဆုမြတ်ဝင်းအလောင်းကိုစစ်ဆေးချက်တွေအရကလည်းမတေဆုံးမီလိန်ဆက်ဆန်ထားမှုရှိထားတဲ့လက္ခဏာမျိုးမတွေ့ခဲ့ကြရပါဘူး12 နာရီ 4 မိနစ်လောက်ထိဂိမ်းပွဲပြီးအောင်စောနေခဲ့ပြီးမှအိယာပေါ်မှာလှဲအိတ်နေတဲ့ဆုမြတ်ဝင်းကလှမ်းမိတယ်ဘာမှမလုပ်တော့ဘူးလားအချိန်ကကုန်တော့မယ်နော်တဲ့အဲ့ဒီတော့မှအောင်ခန့်ကျော်စင်ဟာအိယာနာကိုပြုံးပြုံးကြီးကလာပြီးဆုမြတ်ဝင်းကိုပြောပါတော့မဲ့ပုံစံနဲ့အပေါ်ကတက်ခွာပြီးလဲပင်ကိုညှစ်ပါတယ်ခန္ဓာကိုယ်ကြီးနဲ့တက်ပြီးလဲပင်ကိုညှစ်ခံလိုက်ရတဲ့ဆုမြတ်ဝင်းဟာအချိန်9 မိနစ်လောက်ကြာတဲ့အခါမှာမျက်နှာတစ်ခုလုံးပြတ်တက်ပြီးအသက်ထွက်လူစဲစဲမျောမျောပဲရှိပါတော့တယ်အဲ့ဒီနောက်အောင်ခန့်ကျော်စင်ဟာဆုမြတ်ဝင်းရဲ့ခေါင်းကိုဟိုတယ်အခန်းနေရံနဲ့စောင့်ပါတယ်သူဖြစ်စေချင်တာကအသက်ထွက်တာသိကြအောင်လို့ပေါ့ဒီလိုနေရံနဲ့စောင့်ခဲ့တာကြောင့်ပဲဟိုတယ်ကနေချောက်အထွက်မှာအခန်းနေရံဆေးတွေပုံးကုန်တာမို့ငွေ9000အယော်ပေးခဲ့ရတာပါအဲ့ဒီနောက်ဆုမြတ်ဝင်းကိုရေချိုးခန်းနဲ့ဆွဲခေါ်သွားခဲ့ပြီးခန္ဓာကိုယ်ကြီးကလှုပ်နေသေးသလိုစိတ်ထဲထင်နေခဲ့တာကြောင့်ခေါင်းကိုရေချိုးခန်းနေရံနဲ့ထပ်ပြီးစောင့်မြစ်ခဲ့ပါတဲ့ဒါကြောင့်အလောင်းကိုတွေ့ရချိန်မှာမျက်နှာတစ်ခုလုံးပြားနှမ်းနေပြီးခေါင်းတစ်ခုလုံးရုပ်ပြက်စင်းပြက်ဖြစ်လို့နေခဲ့တာပါဒီနောက်ဝယ်လာတဲ့အသီးလီဓာတ်နဲ့ဘိုက်ကိုခွဲပြီးဥကလီစာတွေကိုထုတ်လို့ဝယ်လာတဲ့အမှတ်အိတ်ထဲကိုထည့်ပါတယ်ပြီးတော့အပေါ်ကနေကြွေကြီးကျွတ်ဆေးကိုလောင်းချပါတယ်ဒီလိုလှုပ်လိုက်ခြင်းအပြင်ကိုရင်းကလီစာတွေကနေထွက်လာနိုင်တယ်သွေးညှိနှံတဲ့အစာဟောင်းအိတ်ကနေထွက်တဲ့အနံဆိုးတွေကိုဖျောက်ဖျက်နိုင်တာမို့ပါပြီးတော့မဆုမြတ်ဝင်းအလောင်းကိုထည့်ဖို့အတွက်အမှတ်အိတ်ကသေးနေတာမို့အမှတ်အိတ်နဲ့ဆန်အောင်လုပ်ဖို့လိုပါတယ်သူဝယ်လာတဲ့တတိလီတာမိဖို့ကြောင့်သုံးတာကအလောင်းကိုအပိုင်းပိုင်းတုံးတစ်ဖို့အတွက်အဆင်မပြေပါဘူးဒါကြောင့်အလောင်းကိုခြုံပစ်ဖို့ပေါင်သားတွေကို2 လက်မလောက်အတုံးလေးတွေတုံးပြီးအိမ်သားထဲထည့်လိုက်ရေဆွဲချလိုက်နဲ့လုံနေပါတဲ့ဒီလိုနဲ့ပေါင်တစ်ချောင်းလုံးကအသားတွေကုန်အောင်နှွာပစ်ပြီးချိန်အထိအလောင်းကအမှတ်အိတ်နဲ့ဆန့်လို့မနေပါပြီးတော့အချိန်ကလည်းတော်တော်ကြီးကိုကုန်နေခဲ့ပြီဒါကြောင့်အင်မိုအောင်ကိုသူလူသက်ထားပြီးပြီဖြစ်ကြောင်းအကူအညီလိုကြောင်းအလောင်းတပ်ပုံကိုပို့ပြီးငါလူသက်လိုက်ပြီးတန်ရှင်းရဲ့အတွက်ငါတယောက်ထဲတော့မရဘူးနေလာကူညီမှဖြစ်မယ်ဆိုပြီးတန်ရှင်းရဲ့အတွက်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီ message ကိုမြင်တော့အင်မိုအောင်ကသွေးအေးအကြော်တင်နေမှာပဲကောင်းပြီငါလာကူညီပေးမယ်တဲ့မသိရင်ရုပ်ရှင်သွားကြည့်ဖို့ခေါ်တယ်လို့တိုက်အောက်ခဏဆင်းဖို့ခေါ်တယ်လို့ပါပဲတိတ်ကိုရုပ်ရှင်နေပုံလေအင်မိုအောင်ရောက်လာတဲ့ခါမှာတော့အလောင်းရဲ့ခေါင်းကိုအင်မိုအောင်ကိုကင်ထားခိုင်းပြီးအလောင်းကိုဇက်နောက်ကနေဖြတ်ဖို့အတွက်ကြိုးစားပါတယ်ဒါပေမဲ့သူဝယ်လာတဲ့ဓာတ်ကခေါင်းကိုဖြတ်ဖို့အတွက်မပြတ်နိုင်တာကြောင့်အလောင်းကိုချုံဖို့အတွက်အကြံထပ်ထုတ်ကြပါတယ်နောက်ဆုံးမှာတော့သူတို့အကြံတစ်ခုရသွားခဲ့တယ်အလောင်းကအယိုးတွေကိုချိုးပြီးအိမ်နဲ့ဆက်အောင်လုပ်လိုက်ကြဖို့ပေါ့ဒါနဲ့အင်မိုအောင်ကိုအလောင်းလက်နှစ်ဖက်ကိုနောက်ကဆွဲစေပြီးအောင်ခက်ကျော်စင်ကခါးရိုးကိုခြေထောက်နဲ့စောင့်နေပြီးချိုးပါတယ်ဒီလိုနဲ့ခြေလက်စတာတွေကိုကောက်ကွေးချိုးဖက်ပြီးအမအိနဲ့ဆက်တဲ့အနေအထားထိအောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ်ဒီတော့မှအလောင်းထည့်ထားတဲ့အိတ်ကိုအဲကွန်းအောက်တော်ယူနစ်နှစ်ခုကြားကိုထည့်ပြီးအိမ်ပြန်ခဲ့ကြတော့တာပါပဲအော်တိုဘာလ10 ရက်နေ့မှာအောင်ခန့်ကျော်စင်နဲ့အင်မိုအောင်ကိုဖမ်းဆီးရေးယူနိုင်ခဲ့ပြီးလက်ရှိသိရတဲ့ချက်လက်တွေအရတော့သူတို့နှစ်ယောက်လုံးဟာစိတ်ကျန်းမာရေးချို့တဲ့မှုရှိမရှိစိတ်ရောဂါရှိမရှိရွာသားကြီးစိတ်ကျန်းမာရေးစေယုံကိုပို့ဆောင်ပြီးစစ်ဆေးမှုခံယူခိုင်းခဲ့တယ်လို့သိရပါတယ်တကယ်လို့စိတ်ကျန်းမာရေးချို့တဲ့မှုရှိနေကြောင်းပေါ်ပေါက်လာခဲ့ရင်တော့ဒီအမှုဟာလူကောင်းတွေအပေါ်ဆွဲတဲ့ဆွဲချက်တွေထက်အများကြီးပြည့်တံရောနှဲသွားနိုင်ပြီးတက်ညာမှုတွေခံရနိုင်ပါတယ်ဆိုပြီးသိခဲ့ရပါတယ်။လက်ရှိချိန်မှာတော့အောင်ခန့်ကျော်စင်အမှုသို့မဟုတ် Beautyland Hotel လူတက်မှုဟာစစ်ဆေးနေဆဲဖြစ်ပြီးတရားရုံးတင်တာအမိန့်ချတာစတာတွေသိရဖို့အတွက်အချိန်တစ်ခုလိုအောင်မယ်လို့သိရပါတယ်။